Hello အားလုံးပဲမင်္ဂလာမနက်ခင်းလေးဖြစ်ပါစေရှင်ပရိသတ်များအားလုံးအတွက်သစားတို့ channel ကနေပြီးတော့ United နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အားကစားဝါသနာရှင်ပရိသတ်များအားလုံးကတော့သစားတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့မနက်ခင်းရဲ့သတင်းအကြောင်းအရာအနေနဲ့ကတော့ United ကဂိုးသမားအသစ်ခေါ်ယူအားဖြည့်သွားဖို့အတွက်တိုရီနိုအသင်းရဲ့အသက်28နှစ်အရွယ်ဂိုးသမားဖြစ်တဲ့မီလန်ကိုဗစ်ဆာဗစ်ကိုသူတို့ရဲ့ပြစ်မှတ်စရင်းထဲမှာထည့်သွင်းထားပြီးတော့အပြောင်းရွှေ့အတွက်ကိုဖြစ်နိုင်ခြေရှိတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့တိုရီနိုအသင်းထံမှကနဦးအဆင့်စတဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။အခုလက်ရှိမှာတော့ United ကတိုရီနိုအသင်းကပြောင်းရွှေ့ခြေသတ်မှတ်လာမယ့်အချိန်ကိုစောင့်ဆိုင်းနေတာပါ။တိုရီနိုအသင်းရဲ့အသက်28နှစ်အရွယ်ဂိုးသမားဖြစ်တဲ့မီလန်ကိုဗစ်ဆာဗီယာဆိုရင် United ထံပြောင်းရွှေ့ဖို့အတွက်လည်းစရန်ထက်သန်နေပြီးတော့အပြောင်းရွှေ့မှာတိုရီနိုအသင်းရဲ့ပြောင်းရွှေ့ခြေသတ်မှတ်မှုအပေါ်မှာပဲမူတည်နေရဆိုပြီးတော့သိရပါတယ်ရှင်။ဆက်လက်ပြီးဒုတိယတစ်ပုဒ်အနေနဲ့ကတော့အသင်းတွင်းမှာအကွဲအကြောင်းတွေများစွာရှိနေတယ်လို့ရူနီကထောက်ပြလာတယ်ဆိုတဲ့အကြောင်းအရာကိုဆက်ပြီးပြပေးသွားကြပါမယ်။ United အသင်းရဲ့ကနဝင်ကစားသမားဟောင်းဂျီရေရိုနီကလက်ရှိအသင်းရဲ့ယူရိုပါလိပြိုင်ပွဲကခြေစွမ်းကောင်းနေဟာကလပ်အတွင်းပိုင်းကအကွဲအကြောင်းများစွာကိုဖုံးကွယ်ထားရုံသာဖြစ်နေမှာကိုစိုးရိမ်မိတယ်လို့လည်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။ United ဟာဒီရာသီဥရောပပြိုင်ပွဲတွေမှာရှုံးပွဲလုံးဝမရှိသေးတဲ့တသင်းနဲ့တော့အသင်းဖြစ်လာပြီပဲ။မီလာ21ရက်နေ့မှာစပိန်နိုင်ငံမှာယူရိုပါလိဖလားကိုကင်မြောက်နိုင်ခဲ့မယ်ဆိုရင်နောက်ရာသီချန်ပီယံလိဝင်ခွင့်ကိုပါရရှိမှာလည်းဖြစ်ပါတယ်။ United ရဲ့သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တဲ့ရူနီကအိုထရာဖို့မှာဖြည့်ရှင်းဖို့လိုအပ်နေတဲ့ကြီးမားတဲ့ပြဿနာတွေရှိနေပြီးတော့ဒါတွေကိုအမြန်ဆုံးဖြည့်ရှင်းဖို့လည်းလိုအပ်နေပြီဖြစ်ကြောင်းကိုတတိပေးပြောဆိုလာခဲ့ပါတယ်။ United ဟာဒီရာသီ Premier League မှာအဆင့်15နေရာထိတောင်မှရောက်ရှိနေပြီးတော့တရားသီအတွင်းမှာလည်းရှုံးပွဲအရေးအတွက်က16ပွဲထိတောင်မှရှိထားခဲ့တယ်လို့မျိုးအခုလက်ရှိ2025ထဲမှာကစားခဲ့ရတဲ့ Premier League ပွဲစဉ်16ပွဲမှာလည်း Leicester, Southampton, Ipswich နဲ့ Fulham တို့ကိုအနိုင်ရခဲ့ပြီးတော့9ပွဲတောင်မှရှုံးနေထားခဲ့ပါတယ်။2019ခုနှစ်မှာ United အသင်းခေါင်းဆောင်အနေနဲ့ Europa League ဖလားကိုကင်မြောက်ခဲ့ပြီးတဲ့ Rooney ကကျွန်တော်ခံစားမိတာကတော့ Europa League ဘောလုံးပွဲကိုတက်ရောက်သွားနိုင်တာကအသင်းရဲ့အကွဲအကြောင်းအများကြီးကိုဖုံးကွယ်ထားလိုက်တာမျိုးပါပဲလို့ပြောကြားခဲ့ပါတယ်။ United မှာအမြင့်ဆုံးဖြည့်ရှင်းမှုလိုအပ်နေတဲ့ပြဿနာတွေအများကြီးရှိနေပါတယ်။ဒီလိုမျိုးလဲ Rooney ကဆက်ပြီးတော့ပြောလာခဲ့ပါတယ်။အင်္ဂလန်တိုင်းစစ်မှုအောင် Rooney ရဲ့တားဖြစ်သူကိုင်ရိုနီကလည်း United ရဲ့ကာရင်တန်လေးချင်းကွင်းရဲ့ Academy မှာရှိနေရကြောင်းမို့လို့ Rooney ကိုယ်တိုင်ကကလပ်ရဲ့လေးချင်းရေးဌာနချုပ်ကိုပုံမှန်သွားရောက်လေးရှိသူလည်းဖြစ်ပါတယ်။ Rooney က Premier League မှာအကြိမ်ပေါင်းများစွာလွယ်ကူထိုးပေါက်ခံနေရတဲ့နောက်တန်း3ယောက်ကစားကွက်ကိုဒီပြမော်တွေဘာလို့ဆက်လက်ပြီးကင်ဆွဲထားလဲဆိုတာကိုနားမလည်နိုင်စရာဖြစ်မိရလို့လည်းဝန်ခံခဲ့ပါတယ်။ပို့ပြီးတော့ရှုပ်ထွေးစရာကောင်းတာက United ရဲ့ U23 အသင်းကအဲ့ဒီနီးစနစ်အတိုင်းမကစားတာကြောင့်ပထမအသင်းကိုတက်ရောက်လာတဲ့ကစားသမားတွေကအသင်းရဲ့ကစားပုံနဲ့အသားကျဖို့အဆင်သင့်ဖြစ်မနေခဲ့တာပါ။ Rooney က United ရဲ့ကစားသမားဘဝမှာ253ကိုသွင်းယူခဲ့ပြီးတော့ဒုတိယအသင်းကနောက်တန်း4ယောက်ကစားကွက်နဲ့ကစားနေတာကိုတွေ့ရတော့ကျွန်တော်ဒါကိုထူးဆန်းတယ်လို့ထင်မိပါတယ်။ဒီကစားသမားအများစုကအခုပထမအသင်းထဲကိုရောက်လာကြပါပြီ။ဒါပေမဲ့သူတို့က U23 ဒါမှမဟုတ်ရင် U21 အသင်းတွေမှာပွဲကစားချိန်ရယူနေပေမဲ့မတူညီတဲ့ကစားကွက်တစ်ခုနဲ့ကစားနေကြတာဖြစ်ပါတယ်။ကျွန်တော်အတွက်ကတော့ဒါကနည်းနည်းလေးရှုပ်ထွေးစရာပါပဲ။နောက်တန်း9ယောက်ဒါမှမဟုတ်ရင်3ယောက်ကစားကွက်ကိုဘောလုံးရှိတဲ့တိုင်ဘက်ကစားသမားတွေရဲ့ပေါ်ဖိအားပေးဖို့အတွက်ကစားတာမျိုးကထူးဆန်းပါတယ်ဒီလိုမှမဟုတ်ရင်ဘောလုံးကကွင်းလေကနေတဆင့်ခံစစ်စီကိုပြန်ရောက်လာနေမှာပါ Brentford အသင်းက United ကိုတောင်မန်နေရာတွေကနေပြဿနာအများကြီးပြီးခဲ့တယ် United ကလည်းအဲ့ဒီပွဲမှာတကယ်တမ်းပြင်းပြင်းထန်ထန်ကစားနိုင်ခဲ့တာမရှိဘူးလို့ Rooney ကဝေဖန်ထောက်ပြသွားခဲ့ပါတယ်ရှင်နောက်ထပ်တစ်ပုဒ်အနေနဲ့ United ဘောလုံးပွဲတက်ဖို့တေချာမှပဲစီးမြင်းတွေကိုပြောင်းဖို့အတွက် UEFA ကိုတိုက်တွန်းလိုက်တဲ့အာဆင်ဝင်းကားဆိုတဲ့အကြောင်းအရာကိုလည်းသတိပြပေးသွားကြပါသေးတယ်။အာဆင်နယ်ရဲ့ကနဝင်နီးပြကြီးဖြစ်တဲ့အာဆင်ဝင်းကားကတော့ United နဲ့ Tottenham Hotspur တို့ရဲ့ Europa League ဘောလုံးပွဲဖြစ်ဖို့များနေချိန်မှာ UEFA ကို Champions League ဝင်ခွင့်စီးမြင်းနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ဖို့တောင်းဆိုခဲ့ပါတယ်။2014ခုနှစ်ထဲက Europa League Champion တွေဟာ Champions League တိုက်ရိုက်ဝင်ခွင့်ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပေမဲ့အာဆင်ဝင်းကားကဒီချိန်ကျမှအဲ့ဒီပုံစံကမမှန်ဘူးလို့ပြောခဲ့တာဖြစ်ပါတယ်။ UEFA ရဲ့စီးမြင့်တွေအရာကတော့အဆင့်15-16နေရာမှာအသီးသီးရပ်နေကြတဲ့ United နဲ့ Spurs တို့တွေကတသင်းဟာလာမယ့်ရာသီ Champions League မှာပြန်လည်ပါဝင်ခွင့်ရရှိလာမှာဖြစ်ပါတယ်။ Europa League ရတဲ့အသင်းကနောက်ရာသီ Champions League ဝင်ခွင့်ရတာကမှန်ကန်တဲ့အလားအလာလို့မြင်ခဲ့ရမှာအာဆင်ဝင်းကမမှန်ပါဘူး။သူတို့တွေနောက်ထပ်တစ်ချိန် Europa League မှာပဲအလိုအလျောက်ဝင်ခွင့်ရတင်ပါတယ်။ Champions League ဝင်ခွင့်ပေးစရာမလိုပါဘူး။
ထူးသဖြင့်ခမရ9သိန်းဝင်ခွင့်ရထားတဲ့ Premier League မှာကစားနေတဲ့အခါမှာပေါ့ဒါက UEFA အနေနဲ့ပြန်ပြီးတော့စဉ်းစားပြီးသုံးသပ်တဲ့ကိစ္စလို့လည်းထင်ပါတယ်။အခြားတစ်ဖက်မှာလည်းလူတွေက Europa League ပြိုင်ပွဲကိုဆက်ပြီးတော့စိတ်ဝင်စားအောင်ကစားရတာပါ။စိတ်ပါအောင်အာယုံဆိုင်အောင်စုအနေနဲ့ Champions League ဝင်ခွင့်ပေးတဲ့တယ်လို့ပြောကြမှာပဲလို့ပြောခဲ့ပါတယ်။ Athletic Bilbao အင်ကွင်းSelma Smith မှာတရားဒီ Europa League ဘောလုံးပွဲကိုကျင်းပသွားမှာဖြစ်ပေမဲ့လို့အင်္ဂလိပ်ကလပ်အသင်းနှစ်သင်းတွေ့မှာဖြစ်တိုင်းကြောင့်မို့လို့ပရိသတ်တွေအတွက်တွားရေးလာရေးကပို့ပြီးတော့အဆင်ပြေမဲ့ကွင်းမှာပြောင်းလဲကျင်းပတဲ့တယ်လို့လည်းပရိသတ်များစုကပြောနေကြပါတယ်။ဒါပေမဲ့လည်း BBC ရဲ့ဖော်ပြချက်ထဲမှာ UEFA ကလူပေါင်း9100ဝင်ဆိုင်တဲ့ဘီဘာအိုကွင်းကနေပြီးတော့ဒီအချိန်ကြာမှတခြားကွင်းပြောင်းလဲကျင်းပဖို့ကလည်းအစီအစဉ်မရှိဘူးဆိုပြီးတော့သိရပါတယ်ရှင်။ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ပြပြပေးသွားချင်တာကတော့ Bruno Fernandes ကိုရောင်းချဖို့ United ကယူရန်ထားခြင်းမရှိဘူးဆိုတဲ့အကြောင်းအရာကိုပြပြရင်းနဲ့ကျွန်တော်နှုတ်ဆက်ချင်ပါတယ်။ Sorry Pro League Club အဟီလေအသင်းဟာ Bruno Fernandes ကိုတော့လာမယ့်ရာသီမှာခေါ်ယူသွားဖို့အတွက်စိတ်ဝင်စားနေပေမဲ့ United အသင်းကသူတို့ရဲ့အသင်းကောင်းဆောင်ကိုရောင်းချဖို့အတွက်ရည်ရထားခြင်းမရှိပါဘူး။အဟီလေအသင်းကနွေရာသီမှာတရားဝင်ကစားသမားတယောက်ကိုခေါ်ယူဖို့အတွက်လည်းငွေကြေးအများအပြားသုံးစွဲဖို့အတွက်စီစဉ်နေတာဖြစ်ပါတယ်။အရှိအလေပိုင်းအသင်းတွေမှာ Bruno Fernandes ရဲ့ကိုယ်စားလှယ်တွေကသတင်းလာနေကအဟီလေအသင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဟီလေအသင်းနဲ့ Bruno Fernandes ရဲ့ကိုယ်စားလှယ်တွေကပြီးခဲ့တဲ့နှစ်ထဲကဆက်သွယ်မှုတွေရှိခဲ့ကြတာပါ။ဒါပေမဲ့ Bruno Fernandes က United အသင်းနဲ့2029ခုနှစ်အထိစာချုပ်သက်တမ်းတိုးခဲ့ပြီးတော့စာချုပ်ကုန်ဆုံးချိန်မှာနောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်နေတာဖြစ်ပါတယ်။ဘော်ဒီဂီကွင်းလေလူဟာဒီယန်ဒီမာ United အသင်းအတွက်ခြေစွမ်းပြသနေတာဖြစ်ပြီးပြိုင်ပွဲစုံ19ဂိုးသွင်းယူကဂိုးပန်တင်မှုအနေနဲ့18ချိန်အထိပြုလုပ်ထားပါတယ်။ United အသင်းနီးပြအမော်ရင်ကတော့အသင်းကိုပြန်လည်တည်ဆောက်ဖို့ပြင်ဆင်နေရကြောင်းမို့လို့ Fernandes ဟာအသင်းရဲ့ရောင်းချဖို့မရှိတဲ့ကစားသမားအနေငယ်တွေကတအူလည်းဖြစ်ပါတယ်။ United ရဲ့သတင်းဌာနတွေကတော့အသင်းက Fernandes အတွက်အဟီလေအသင်းစီကနေတရားဝင်ကမ်းလှမ်းမှုမရရှိထားသလိုမျိုးကမ်းလှမ်းခဲ့ရင်လည်းရောင်းချသွားဖို့မရှိဘူးလို့လည်းပြောထားပါတယ်။ဒီရာသီအစောပိုင်းမှာ Bruno Fernandes ကရာသီကုန်ရင် Real အသင်းစီကိုပြောင်းရွှေ့ဖို့ချိတ်ဆက်မှုတွေရှိခဲ့ပေမဲ့ဒီပြအမော်ရင်ကဒီအသင်းတွေကိုညှင်းဆန်ခဲ့ပြီးသူတို့ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ပြောထားကြောင်းမီဒီယာတွေနဲ့တွေ့ဆုံတဲ့အချိန်မှာဖွင့်ရခဲ့ပါတယ်။အဟီလေအသင်းဟာ FIFA Club ကမ္ဘာဖလားမတိုင်ခင်မှာနာမည်ကြီးကစားသမားတွေခေါ်ယူနိုင်ဖို့ကိုပြစ်မှတ်ထားနေတယ်လို့မျိုးထွက်ခွာသွားတဲ့နီးပြ George Jesus ရဲ့နေရာမှာလည်းအစားထိုးသွားဖို့ကိုအာရုံစိုက်နေတာဖြစ်ပါတယ်။ United အသင်းကဒီကြားထဲမှာမှ Europa League Semi-Final ဒုတိယအကြောင်းအနေနဲ့ဘီဘာအိုအသင်းကိုအိမ်ကွင်းမှာလက်ခံပြီးတော့ရှင်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။နန်းစင်မီကရဲ့အတွက်လည်းပရိသတ်များအားလုံးကိုအထူးအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဒီဇိုင်းပရိသတ်များအားလုံးလည်းနေထွက်မှာရွှေခွက်နဲ့ငွေတွေအပြည့်အမောက်ခံယူနိုင်ကြပါစေရှင်။